မင်္ဂလာပါပိတ်သက်ကြီးရေ Football Sphere YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ် PSG ကလက်ပါဦးကိုနိုင်ပါမလားမင်္ဂလာပါပိတ်သက်ကြီးရေ UEFA Champions League 16တင်းရှုံးထွက်အဆင့်ပထမကြော့မှာတော့ PSG အိမ်ကွင်းမှာလက်ပါဦးအသင်းက PSG အသင်းကိုတကိုးဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်ခံစစ်ကစားပြီး PSG တိုက်စစ်ကိုကြံ့ကြံ့ခံကစားခဲ့ကပထမအလီစင်ဘက်ကကိုယ်တိုင်ကလက်စွမ်းပြကာဝယ်ခဲ့လို့လက်ပါဦးအသင်းဟာ PSG အသင်းကိုအနိုင်ရခဲ့တာပဲဖြစ်ပါတယ်။ PSG အသင်းကလည်းအခုချိန်မှာအကောင်းဆုံးအနေအထားကိုရောက်ရှိနေတယ်လို့ပြောလို့ရပြီးဒမ်ဘီလီကာဘာစကလီယာနဲ့ဘာရလာတို့တိုက်စစ်ကဂိုးပေါင်းများစွာကိုတွင်ယူထားပါတယ်။ပြင်သစ်လီဝက်မှာ25ပွဲကစားထားပြီးတွင်ဂိုး80အထိတွင်ယူထားတဲ့ PSG တိုက်စစ်ဟာအခုချိန်ဥရောပရဲ့အကောင်းဆုံးတိုက်စစ်လို့ပြောလို့ရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ Rennes နဲ့ပွဲစဉ်တုန်းကလည်းအဓိကကစားသမား9ယောက်လောက်ကိုအနားပေးထားတာကိုကြည်ချင်းအဖြစ်PSG အသင်းဟာလက်ပါဦးအသင်းနဲ့ UEFA Champions League ဒုတိယကြော့ကိုတေချာလေးပြင်ဆင်လာတယ်လို့ပြောလို့ရပါတယ်။အဲဒီတော့လက်ပါဦးနဲ့ PSG တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုကိုကြည့်ရမယ်ဆိုရင်9ချိန်တိုင်းတွေ့ဆုံခဲ့ပြီးလက်ပါဦးအသင်းက3ချိန်နိုင်ထားပြီး PSG အသင်းက2ချိန်အနိုင်ရရှိထားပါတယ်။ဒဏ်ရာပြဿနာကိုကြည့်ရင်တော့ PSG အသင်းကဒဏ်ရာကင်းစင်နေပြီးလက်ပါဦးအသင်းကတော့ကိုဒီကပ်ပိုဟာကြန့်ခိုင်မှုမပြေဝသေးတာကြောင့်လွဲချော်မှာပဲဖြစ်ပါတယ်။ဝက်တဲ့လူစင်းကိုခံမရမယ်ဆိုရင်တော့PSG အသင်းကပထမကြောကနဲ့ခြားနာမှုမရှိနိုင်ပေမဲ့လို့မပေါအသင်းကတော့ပထမကြောလိုက်အပ်မှာပါဝင်ခဲ့တဲ့ဒါဝင်နုနဲ့ဟာဒီပွဲမှာပြန်လဲပါဝင်လာနိုင်ပါတယ်။ PSG နဲ့ပွဲမှာတကိုးဖန်တီးခဲ့တဲ့ဒါဝင်နုနဲ့ဟာပြီးခဲ့တဲ့ဆောက်တာဘန်နဲ့ပွဲစဉ်မှာလည်းတကိုးသွင်းယူခဲ့လို့ခြေစွမ်းကောင်းတွေပြန်လဲပိုင်ဆိုင်နေပြီလို့ပြောလို့ရပါတယ်။လက်ရှိခြေစွမ်းဟာ PSG အသင်းဟာလက်ပါအသင်းထက်တာလွန်နေရဆိုပေမဲ့လို့အခုကန်ရမဲ့ကွင်းဟာလက်ပါအသင်းရဲ့အိမ်ကွင်းအန်ဖီပဲဖြစ်နေခဲ့ပါတယ်။အန်ဖီကွင်းဟာအခြားအသင်းတွေအတွက်တော့တကယ်ကိုမှအိမ်မက်ဆိုးလို့ပါပဲဒီဟာဒီအန်ဖီကွင်းမှာလက်ပါအသင်းဟာရီယယ်မက်ဒရစ်လေဗာကူဆင်မန်စီးတီးနဲ့ချက်စီတို့လိုအသင်းတွေကိုအနိုင်ရရှိထားလို့ PSG အသင်းအတွက်တော့လွယ်ကူမှာမဟုတ်ပါဘူးပထမကြော့မှာခံစစ်ကစားခဲ့တဲ့လက်ပါအသင်းဟာအန်ဖီပိတ်တဲ့တွေရှိမှာတော့ခံစစ်ကစားမှာမဟုတ်ပဲလက်ပါအသင်းကဘာလဲဆိုတာကိုပြသမှာပဲဖြစ်ပါတယ်ဒါဝင်နူးနဲ့မိုဟာမက်ဆာလက်လိုဝက်ဒီယက်နဲ့ဒိုမီနစ်ဆိုဘောစလိုင်းတို့ရဲ့တိုက်စစ်ဟာPSG ခံစစ်ကိုကြော်ဖြတ်ဖို့မခဲရင်ပါဘူး။ PSG အသင်းကလည်းအနိုင်ရမှနောက်တစ်ဆက်တက်မှာဖြစ်လို့တိုက်စစ်ကိုဖွင့်ဆော်လာဖို့ရှိပါတယ်။ဆိုတော့ကဒီပွဲဟာဥရောပရဲ့တိုက်စစ်အကောင်းဆုံးနှစ်သင်းအပြိုင်နဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။ UEFA Champions League ကလွဲရင်ရာအောင်မြင်နေတဲ့ PSG အသင်းဟာမပါဘူးကိုဖျက်ကျော်သွားနိုင်မလား။အာနယ်စလောနဲ့လူဝစ်အင်ဒရီတို့အပြိုင်မှုမှာရောဘယ်သူကအသာရသွားမလဲ။မိုဟာမက်ဆာလက်နဲ့ဒမ်ဘီလီကရောဘယ်သူကဂိုးတွေသွင်းပြနိုင်မလဲကျွန်တော်တို့တွေစောင့်ကြည့်ရပါလိမ့်မယ်ကျွန်တော်အမြင်ရတော့နှစ်သင်းစလုံးတိုက်စစ်ဖွင့်ဆောင်မယ်လို့ယုံကြည်မိပြီးခံမရလဲအနေနဲ့ကတော့လက်ပါဦး2ကိုPSG 2ကိုဆိုတဲ့ရလက်နဲ့တေကြမယ်လို့ခံမှန်းမိပါတယ်